ဂျွန်လာတလအတွင်းဘာတွေကြုံတွေ့လာမှာလဲကိုယ့်ရဲ့ကံကြမ္မာအဖြစ်ကောဘာတွေပြောင်းလဲသွားမှာလဲဆိုတော့ timeless pickup ပိုင်း quality reading တွေဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်ရဲ့အရှိမ Terra Cat ကလေးနမိတ်3 cat ချထားပေးထားတယ်ပေါ့နော်ဖိုင်3ဖိုင် group 3 group ခွဲထားပေးထားတယ်ဒါကဖိုင်1အတွက်ရွေးရမယ့် crystal red jasper ဒါကဖိုင်2အတွက်ရွေးရမယ့် crystal green apple charlie နဲ့ဒါလေးက Pine Tree အတွက်ရွှေရမယ့် Crystal Amethyst Crystal လို့ပဲဖြစ်ပါတယ်အဲ့တော့ဒီဂျွန်လတလအတွင်းကံကြမ္မာဆိုတာကကိုယ်တိုင်ဖန်တီးရမှာဖြစ်တဲ့ကံဆိုတာအဓိကလို့ဆိုတော့ဒီပိုင်းတွေထဲမှာလေကိုယ်နဲ့ energy match ဖြစ်မှတင်တဲ့ပိုင်းတစ်ခုကိုတည်တည်ချာချာလေးရွေးပေးပါဒီတလလုံးစာအတွက်ကောဒီ past action ကော future action ကော current energy ကောနဲ့အတိတ်ကအရာလက်ရှိအခြေအနေနဲ့အနာဂတ်အခြေအနေမှာပြောင်းလဲဖို့အတွက်ဘလို့အရာတွေကပြပြင်တင်လဲဘလို့အရာတွေပြောင်းလဲသွားမှာလဲဆိုရယ် reading လေးပဲဖြစ်ပါတယ်အဲ့တော့ဒါလေးက file 1ဒါလေးက file 2ဒါလေးက file 3လေးပါပိုင်းလေးကိုရွေးပြီးပြီဆိုရင်တော့ခဏနေ reading ကိုအားလုံးပြန်လာခဲ့ကြပါခင်ဗျပိုင်း1လေးတွေအားလုံးပြန်ရောက်ပြီလားခင်ဗျအဲ့တော့ဒီပိုင်း1လေးကိုမြင်ရတဲ့လောက်ကကျတော့လက်တလောအခြေအနေနဲ့လက်ညွှညွှရရေးဖြစ်နေတဲ့ဆိုတဲ့အခိုက်အတန့်မျိုးလေးတချို့ရှိတယ်လို့မြင်တယ်ကိုလောက်ခဲ့ပြီးတဲ့အရာမျိုးအတိတ်ကအရာမျိုးတွေအားလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကံရဲ့အကျိုးကိုလည်းယုံကြည်တဲ့ယုံမှုတွေရှိတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့ပြန်ပြီးအဝင်ခွင့်ကြဖြစ်လာတဲ့ပတ်ဝန်းကျင်မျိုးတွေကိုအရင်တုန်းကတကူတဲ့တီးတန့်တခါရနေခဲ့ရင်တော့မှလက်တလောမှာလူတွေရဲ့အမြင်ကိုအာယုံစိုက်ခြင်းခံရတဲ့အခိုက်အတန့်မျိုးတွေမြင်တယ်ကိုကိုတိုင်းကလည်းလက်တလောအခြေအနေမှာဒီတလပိုင်းဆိုတာစတာမျိုးနဲ့ဒီတရက်နှစ်ရက်အတွင်းကိုငွေတွေတလဟောအဆက်မပြတ်ဝင်လာတာမျိုးလေးတွေငွေကြီးကံပတ်သက်ပြီးတိတိတရာကြီးကောင်းမွန်လာမယ်လားတလားလူတောင်ပြောလို့ရတယ်ပေါ့နော်တခုခုအသစ်စားချင်တာမျိုးလေးတွေကိုစိတ်ထဲကနေပြီးတော့ဘာပဲလုပ်ချင်တဲ့အခိုက်အတန့်တွေအားလုံးကကိုလှုပ်ချင်တယ်လို့စိတ်သက်ကြရရုပ်ထင်မဲ့အခိုက်အတန့်မျိုးတွေဖြစ်လာမဲ့အလားအလာမျိုးလေးတွေရှိတယ်ကိုယ်တိုင်ကခြေကျုံမိချင်တဲ့အခိုက်အတန့်မျိုးတွေဒါမှမဟုတ်ရင်လည်းကိုယ်တိုင်ခြေကျုံမညှိချင်တော့မှပဲအကြောင်းအရာကိစ္စအမျိုးမျိုးကြောင့်ဘဲမှပယုံတယုံမတော်ဖြစ်တာမျိုးတွေတနေရာထဲအတိအကျနေထိုင်တာမျိုးတွေနဲ့စိတ်ရောကိုယ်ရော physical ရော mental ရောအေးအေးဆေးဆေးလေးနဲ့အသိလိုမျိုးကိုကဖုတ်ပူမိတိုင်းဟိုသွားလိုက်ဒီသွားလိုက်ဆိုတာမျိုးထက်ကိုအေးအေးချမ်းချမ်းအေးအေးလူလူနေချင်တဲ့သူမျိုးလေးတွေကပို့ပြီးတော့ဒီပိုင်းထဲမှာပါနေရမျိုးတွေမြင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ကကျတော့ကိုကဒီအတိတ်မှာခါတိခဲ့တဲ့အရာမျိုးတွေများခဲ့တယ်ပြီးတော့အတိတ်ကအရာမျိုးတွေကြောင့်ဝယုံဆန့်ခက်ပေါ့နော်စူးစမ်းရတယ်ဒီနေ့တူကလှုပ်ရှားရတယ်ဒီလိုလှုပ်ရှားနေရင်လည်းကိုယ့်ရဲ့အလားအပတ်အတွက်တွေပြီးတော့ကိုယ့်ရဲ့ဘဝတက်လန်အတွက်တွေနဲ့တကယ်အရေးကြီးဆုံးကကျတော့ကိုယ့်ရဲ့ physical ပေါ့နော်ကိုယ့်ရဲ့အပြင်ပန်းပုံတံကိုဖြစ်တယ်လို့နေမိတာမျိုးလေးတွေနဲ့ပြပြင်ပြောင်းလဲဖို့လိုနေတဲ့အခိုက်အတန့်မျိုးလေးတွေရှိတယ်ဒီအရာမျိုးတွေကအရေးကြီးလားဆိုတော့လူဘဝမှာအရေးမကြီးတဲ့အကန့်မျိုးတွေထဲမှာတော့ပါပြီမဲ့ main လေးတန်ပြီမဲ့စိတ်မြန်လက်မြန်တစ်ကနေတက်ကနေချက်ဆိုရင်တော့ကမီတောက်တာမျိုးတွေဝုန်းကနေဒိုင်းကနေပေါ့နော်အကြမ်းပဒန်းလုတ်နေတာမျိုးတွေတချို့မြင်တယ် main လေးတွေမျိုးဆိုရင်လေအဲ့တော့ဒီအရာမျိုးတွေကကိုကပြောင်းလဲရမယ်ဆိုတဲ့ခိုက်တဲ့မျိုးရှိအဲ့တော့ဘဒူနေမပြောင်းလဲလဲရတဲ့အဆင်ပြေတယ်ဟုတ်ပြီလူဆိုတာကပတ်ဝန်းကျင်နဲ့နေရတဲ့အမျိုးလေးเนาะဒါကြောင့်ပတ်ဝန်းကျင်နဲ့အဝင်ကြဖြစ်အောင်လက်လျော်ညီထွေမှုရှိအောင်နဲ့ကိုရောက်နေတဲ့ပတ်ဝန်းကျင်မှာတင့်မြော်လောက်ပတ်အောင်တော့ဝတ္တနာဝတ်ရမယ်စားတနာစားရမယ်နေတနာနေရမယ်အခိုက်အတန့်မျိုးတွေရှိတယ်ဘလို့ပဲနေကြည်ရတဲ့လောက်ကကျတော့ကြီးမားလို့ဖို့ရှိတဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီ6လပိုင်းကာလမှာလုံမယ်ဆိုရင်တော့ကံကြမ္မာအဖြစ်တော်တော်လေးကောင်းမွန်တဲ့အနေအထားမျိုးတွေမှာရှိနေတယ်ပြီးတော့ဒီအတိတ်ကကြုံခဲ့တဲ့အရာမျိုးတွေအတိတ်ကကြိုးစားခဲ့တဲ့အရာမျိုးတွေကဒီ6လပိုင်းမှာအခွင့်အလမ်းတွေပေါ်လာပြီးတော့ကိုယ့်အတွက်အဆင်ပြေမယ်ဆိုတော့အရာမျိုးတွေကိုလုပ်ဖြစ်လိမ့်မယ်လက်ညွှန်ရရေးဖြစ်မဲ့အခိုက်အတန့်မျိုးတွေရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ကြီးမားဆုံးချချတဲ့ကိစ္စမျိုးလေးတွေနဲ့တကယ်ကိုယ့်အတွက်အရေးပါတဲ့ကိစ္စမျိုးတွေလုပ်မယ်ဆိုရင်တော့ဒီကာလတွေမှာလုပ်မယ်ဆိုရင်တော့အနာဂတ်ကာလအထိလည်းတိုးတက်ကောင်းမွန်လာမယ်ဆိုတဲ့နမိတ်လေးတွေတော့ဒီမှာတော့မြင်ပါတယ်ခင်ဗျာအဲ့တော့ကိုနဲ့ဒီဘိုင်းနဲ့ energy ကိုင်းညီမှုရှိသလားကိုင်းညီမှုမရှိဘူးလားနဲ့ကိုနဲ့ကိုယ့်ရဲ့ခံစားချက်နဲ့ကိုင်းညီမှုရှိသလားဆိုတာကိုလည်းကိုမမှာကျွန်တော်မှန်သွားပြီပေါ့နော်ပြီးတော့နောက်ထပ်ဘယ်လို reading လေးတွေသိချင်တယ်လဲကိုစိတ်ဝင်စားတဲ့ reading မျိုးအမျိုးအစားမျိုးရှိမယ်ကိုသိချင်တာမျိုးတွေရှိမယ်ဆိုရင်လည်းကိုမမှာမှန်ခဲ့ပြီဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအရန်ကိုတည်ငြိမ်ရင်းချက်တဲ့သူမျိုးလေးတွေကဒီပိုင်းထဲမှာခဏအခိုက်အတန့်တစ်ခုတည်းမဟုတ်ဘဲနဲ့ရေရှည်အသက်သွားဖို့အထိတောင်မြင်တဲ့အခိုက်အတန့်မျိုးလေးတွေရှိတယ်အဲ့တော့ဒီပိုင်းကိုယူတဲ့သူလေးတွေအနေနဲ့ကကျတော့ယောက်ျားလေးတွေအရွေးများမယ်ဒီနေ့တမမဟုတ်ရင်လည်းဒီယောက်ျားလေးနဲ့မိန်းကလေးဒီလို gender ရှိရင်တော့မိန်းကလေးတန်မဲ့ယောက်ျားလေးလည်းမျိုး strong ဖြစ်တဲ့သူမျိုးတွေပေါ့နော် strong girl တွေ strong boy နေတာမှလည်းသူမျိုးတွေပြီးတော့ you are stronger than you think ဆိုတော့ I am stronger than I think ဆိုတဲ့ကိုထင်တာထက်ကိုကလည်းကိုအလိုယုံကြည်မှုရှိတဲ့သူမျိုးတွေကဒီပိုင်းထဲမှာပိုပြီးရွေးမယ်လို့တော့ထင်တယ်စိတ်ခံစားချက်ကိုပြီးတော့ physical ရော mental ရောနှစ်ခုလုံးတည်ငြိမ်နေတဲ့သူမျိုးတွေကဒီထဲမှာပါနေတာမျိုးလေးတွေမြင်တယ်ဒုက္ခလာဟုတ်ပြီကြိုက်တဲ့ဒုက္ခလာခဲ့ဒုက္ခချက်ငါပို့လုံးပြလိုက်မယ်ဘ
ယ်လိုဒုက္ခလာမလဲငါမှာခါတီးခဲ့တဲ့အရာမျိုးတွေများပြီးအတိတ်ကအရာတွေသင်ခန်းစာယူပြီးတော့ငါတီးရအောင်ငါအတနိုင်ဆုံးကြော်ဖြတ်မယ်ဆိုတဲ့သူမျိုးတွေကဒီပိုင်းထဲမှာပါတယ်ဆုံးဖြတ်ချက်အရန်များနေတယ်ပြီးတော့စပွေစွာကိစ္စမျိုးတွေအရန်ကြီးကြုံနေရတာမျိုးတွေမြင်နေတယ်ကိုမရင်ကျက်နေရင်တော့ပဲကိုယ့်ရဲ့ကြုံနေတဲ့ပတ်ဝန်းကျင်ကြောင့်ရင်ကျက်သွားတာမျိုးကိုယ့်ရဲ့ကြုံနေတဲ့အခက်အခဲတွေကြောင့်ကိုယ်မှာရင်ကျက်သွားတာမျိုးနဲ့အသက်အရွယ်နဲ့မလိုက်အောင်ရင်ကျက်တဲ့သူမျိုးတွေနဲ့အသက်အရွယ်နဲ့မလိုက်အောင်တော်လွန်ထက်လွန်တဲ့သူမျိုးတွေအရန်ကြီးကိုရောစိတ်ကောနစ်ပြီးတော့အကြောင်းကိစ္စတချို့ကိုအယုံဆိုင်နေတဲ့သူမျိုးတွေပါနေခဲ့မယ်ဆိုရင်တော့တေချာပါတဲ့ဒီ6လပိုင်းဆိုတာကကိုယ့်အတွက်လာပေါ့နော်ကိုယ့်အတွက်အခွင့်အလမ်းမျိုးတွေရောက်လာလိမ့်မယ်တနေရာရာကိုဥဆောင်နေရတာမျိုးနဲ့ကိုကိုတိုင်းကငါခေါင်းဆောင်မှာငါကဒီအရာတစ်ခုကိုငါဥဆောင်ပြီးလုပ်ပါတယ်ဆိုတော့ဂုံဘိုးတစ်ခုမတက်ရင်တော့မှပဲအလိုလိုဒီနေရာတစ်ခုအော်တိုရောက်သွားတာမျိုးအလိုလိုကိုရီးယားလူတွေကကိုယ် respect ပေးလာတာမျိုး eat ပေးလာတာမျိုးပေါ့နော်ကိုချင်းစာတရားတွေယုံကြည်မှုတွေပေးလာပြီးကိုယ်အနေထားတစ်ခုတည်းရအောင်သုံးဖို့မဲ့အခိုက်အတန့်မျိုးလေးတွေရှိတယ်လက်ညှိုးညွှန်ရရေးဖြစ်မဲ့အခိုက်အတန့်မျိုးလေးတွေရှိတယ်ပြီးတော့ကိုယ်မှမလုံးမချုံခံစားရတယ်မတင်မချအခြေအနေမျိုးတွေခံစားနေရတဲ့မျိုးဆိုရင်တော့မပူပါနဲ့ကိုယ်တော့လုံခြုံတိကျမဲ့ရက်ဝင်တစ်ခုနဲ့ဘလို့အခြေအနေမျိုးမှမဆိုအဆင်ပြေလာမဲ့လာမျိုးတွေရှိတယ်ဒါပေမဲ့တစ်ခုအနေနဲ့ကကျတော့ဒီအခြေအနေပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုလက်တလောကိုသဘောကျနေတဲ့သူမျိုးတယောက်ရှိမယ်လို့မြင်တယ်အဲ့ဒီလူရဲ့စိတ်ခံစားချက်မျိုးပဲအဲ့ဒီလူရဲ့ personality မျိုးပေါ့နော်သူဖြစ်နေလို့သဘောကျတာဆိုတဲ့လူတယောက်မျိုးရှိမယ်လို့တော့မြင်တယ်ဒီလိုမြင်ခဲ့မယ်ဆိုရင်လည်းတစ်ခုအနေနဲ့ကကျတော့အားနည်းချက်ရှိတယ်ဘာအားနည်းချက်တလဲဆိုတော့သူရဲ့စိတ်ခံစားချက်မှာအခြေအကသူ့အတွက်တော့အရေးပါပေမဲ့အဲ့လောက်ကြီး serious မထားဘူးပေါ့နော်တခြားအကန့်မျိုးတွေဆိုရင်တော့လိုအပ်တာမျိုးတွေလုပ်ပေးမယ်လိုအပ်တဲ့အဆင့်မျိုးတွေပြောပေးမယ်ဒါပေမဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ချီတယ်လို့ပုံစံလေးမျိုးတော့ရှိပါတယ်အဲ့တော့ crash ရှိမယ်ဆိုရင်တော့ crash ရဲ့ခြေချင်းလေးကိုတော့ခံရနိုင်တယ်တခြားအကန့်တွေအကုန်လုံးလည်းကြည့်မယ်ဆိုရင်တော့ကောင်းမွန်တဲ့အခြေအနေမျိုးတွေရှိပါတယ်ခင်ဗျာကျမရေးအနေနဲ့ဆိုရင်တော့ဒီပိုင်းထူးလေးတွေကလူကြီးပိုင်းတွေမှာဖြစ်တဲ့ခါနာတာမျိုးတွေအယိုးစင်နာတာမျိုးတွေနဲ့အထိုင်များလို့အသွားလာနေလို့ဖြစ်တဲ့ယောဂလေးတွေကိုတော့သိပါလို့လိုအပ်ပါလိမ့်မယ်ခင်ဗျာအဲ့တော့ဒါကဒီပိုင်းထူးလေးတွေအသက်6လပိုင်းဆိုရဲကံကြမ္မာအနေထားမျိုးမှာကြုံနိုင်တဲ့အနေထားမျိုးနဲ့ဆက်ဖြစ်လာမယ့်အနေထားမျိုးတွေပဲဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့ energy ကညီမှုရှိသလားမရှိဘူးလားဆိုတာနဲ့ကျွန်တော်ပြောလိုက်တာကိုရှင်းရလားကျွန်တော်မှလိုအပ်ချက်ရှိလား point of view လေးကိုလည်းထောက်ပြပေးဖို့မြေတားရခံအပ်ပါတယ်ကိုသိချင်တာမျိုးနဲ့ဘယ်လို reading လေးကိုလုပ်ပြီးစီချင်လဲဆိုတာကိုလည်းကိုမမှန်ခဲ့ပြီးဖို့မြေတားရခံအပ်ပါတယ်ခင်ဗျာခရီးသွားကြပါသမီးစားဖို့ကဘာလို့လို့ရဲဆိုတာမျိုးတော့မဟုတ်ပြီမယ်ခရီးသွားဖို့တွေးနေတဲ့သူမျိုးတွေဒါမှမဟုတ်လဲတေးချာတလောက်ကခြေတစမ်းမငြင်ဘူးပေါ့နော်အမြဲတမ်းပတ်သွားနေရတယ်အိမ်ဦးနဲ့ရန်ဖြစ်ထားသလားအိမ်ဆောင်နဲ့ရန်ဖြစ်ထားသလားဆိုပြီးတွေးရတော့တဲ့အချိန်လေးကြီးကိုလမ်းပေါ်မှာအချိန်ကုန်ရတာကြိုက်တယ် on the road always all the time on the road ဘယ်အချိန်မဲကြည့်ကြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့သူမျိုးတွေပတ်သွားနေတဲ့သူမျိုးတွေနဲ့ဒီလိုဘဝကိုကွာ freelance ဖြစ်နေအေးဆေးဆေးပြပြပပနေတဲ့သူမျိုးတွေကဒီပိုင်းကျွေးချက်မှာအများကြီးပါမယ်လို့မြင်တယ်ကိုမတင်မကြလုပ်နေတဲ့ကိစ္စမျိုးတွေငါဒီလမ်းကိုရွှေ့ရမလားငါဒီရောက်လုံးတင်လားဒီရငါအတွက်အဆင်ပြေမလားဒီဟောက်လုံးတင်လားဆိုတော့မတင်မကြစိတ်ခံစားချက်မျိုးတွေကနဦးမြင်နေအဲ့တော့ဒီစိတ်ခံစားချက်လေးတွေကပြီးမြောက်သွားလိမ့်မယ်တိလားသဘောတစ်ခုက everything will be okay in the end ပေါ့နော်အဆုံးသက်ကြရင်အရာအလုံးအဆင်ပြေသွားလိမ့်မယ်အဲ့တော့အဆုံးသက်တစ်ခုကိုရောက်မယ်ဆိုတဲ့ကာလမျိုးရှိတယ်ကိုရေရှည်တစ်ခုအတွက်ထိသွားချင်တဲ့အရာမျိုးနဲ့ဘယ်အရာကိုအတွက်အဆင်ပြေမှာလဲဘယ်အရာ what should you then you should not be done ပေါ့နော်ဘယ်အရာလုပ်တင်လဲဘယ်အရာမလုပ်တင်တယ်လဲဆိုတာကိုပပိုင်တဲ့နိုင်ဆုံးဖြတ်ချက်ချမိမဲ့ကိစ္စလိုမျိုးတွေရှိတယ်ကိုရိုင်းကဒီအောင်မြင်မှုတရဖူပေါင်းခညောင်းရမဲ့အခိုက်အတန့်မျိုးတွေရှိတယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်လည်းအမြဲတမ်းလို့ကူညီမဲ့သူမျိုးတွေအသင့်ရှိတယ်ကိုရိုင်းကလည်းကိုယ့်ရဲ့စိတ်ခံစားချက်တစ်ခုနဲ့ကိုယ့်ရဲ့တွေးထားတဲ့အတွေးထင်တစ်ခုပြီးတော့ကိုလုံးမယ်ဆိုတဲ့အရာတစ်ခုကိုဘယ်သူပြောမရရအောင်လုပ်မဲ့သူမျိုးတွေအဲ့တော့ဒီလိုလူမျိုးတွေအတွက်က nothing is impossible to a violent mind ပေါ့နော်စိတ်ခံစားချက်ပြင်းပြနေတဲ့သူမျိုးတွေဒါမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးကိုတိုင်းကလည်းဒါကိုယုံကြည်ရှိတယ်ပြီးတော့ဒီဟာတော့လည်းငါကဘလို့နေစူးစမ်းမှာဆိုတဲ့သူမျိုးတွေဖြစ်တဲ့ကြောင့်မို့လို့အထူးသဖြင့်ကံကြမ္မာအဖြစ်ကညံ့နေတဲ့အခိုက်အတန့်မျိုးတွေမရှိတလောက်နေရဆိုတဲ့အခိုက်အတန့်မျိုးတွေရှိတယ်နေရာတစ်ခုနဲ့ပဲတစ်ခုမှမကြခင်ကာလမှာအောင်မြင်တော့မဲ့သူမျိုးနဲ့မအောင်မြင်အောင်ကြိုးစားမဲ့သူတွေကဒီထဲမှာပို့ပြီးတော့ပါတယ်ပေါ့ဘာဖြစ်သွားလိမ့်မယ်ကိုယ့်ရဲ့ lifestyle ကိုခက်ခဲကြမ်းတမ်းခဲ့တဲ့အခိုက်အတန့်မျိုးတွေရှိနေနေတာမှာပဲအေးစစ်စစ်ဒီကရဏီယံပေါ့နော်ငိမ့်ချမ်းတဲ့အရာမျိုးတွေနဲ့ဖြတ်တန်းဖြစ်လိမ့်မယ်ဒီဘယ်မှာဆိုတရားလေးဖြစ်တိုင်းမေတ္တာကွေးနာမုဒိတာဥပိ္ပခါဆိုရက်တရားလေးကိုလည်းလက်ကင်ထားပြီးတော့ဘဝကိုအေးချမ်းဖြတ်တန်းဖြစ်မဲ့အခိုက်အတန့်မျိုးလေးတွေကိုလည်းဒီမှာမြင်နေကိုအတွက်ကဒီဒုက္ခမျိုးတွေများခဲ့မယ်ဒုက္ခများတဲ့အရာမျိုးတွေထဲကနေအခက်အခဲတွေကြားတက်ကနေပြီးတော့အခွင့်အလမ်းတွေကိုရှာနေရင်းနဲ့လောကဒဏ်ကိုအန်တုရင်စူးစမ်းနေတဲ့သူမျိုးတွေပါတဲ့အတွက်ကြောင့်မို့လို့ဘလို့နေပါကိုကအစကလေးကတတ်မှာပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ပြီးတော့ဒီတိုင်းပဲရှိစသွားပါဂျွန်လာဆိုရဲလာမျိုးထက်ကိုဘယ်အချိန်မှကြီးအရာအလုံးကကိုခါတိခဲ့တဲ့အရာမျိုးတွေကိုပြီးဆက်ခဲ့တဲ့အရာအလုံးတွေကိုအောင်မြင်မှုရလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ6လပိုင်းကနေစပြီးတော့ကြိုးစားပါကိုအတွက်မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့
ဒီ reading နမိတ်လေးတော့ဒီမှာတော့မြင်ပါတယ်ခင်ဗျာအဲ့တော့ဒါကဒီရက် reading အတွက်ဒီ6လပိုင်းဆိုတဲ့ကာလမျိုးမှာလည်းဒီအနာဂတ်ကာလမျိုးမှာဘာတွေကြုံတွေ့လာမှာလဲဆိုတဲ့ reading လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကကိုယ်နဲ့ energy ကိုက်ညီမှုရှိရလားကိုယ်နဲ့လိုက်ဆိုင်မှုရှိရလားဆိုတာကိုလည်း comment မှာမှတ်သွားခဲ့ပေးပါပြီးတော့ကိုကဘယ်လို reading မျိုးလေးတွေကိုစိတ်ဝင်စားလဲကိုနောက်ထပ်ဗာသိချင်လဲဆိုတာနဲ့ကိုသိချင်တာကိုနောက်ထပ်ဒီ reading တွေရေဒီယာတွေနဲ့ပတ်သက်ပြီးသိချင်တာမျိုးရှိမယ်ဆိုရင်လည်း comment မှာမေးသွားပြီးလို့ရပါတယ်ခင်ဗျာအားလုံးတရားပျော်ရွှင်တဲ့နေ့သက်လေးတွေကိုတော့အမြဲတမ်းပိုင်ဆိုင်ကြပါစေဗျ